အားလုံးပဲမင်္ဂလာပါ blog ပိုင်မင်္ဂလာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်တကယ်ချင်းတို့ကိုခေါ်သွားခြင်းတဲ့နေရာလေးကခွာလာလမ်ပူနဲ့တနာရီကြော်လောက်ခါမောင်းပြီးသွားလို့ရတဲ့ Genting Highland ဆိုတဲ့ tourist attraction နေရာလေးတစ်ခုပါဒီမှာအဓိကအဖြစ်တော့ကာစီနိုရှိမယ် shopping mall ဈေးဝယ်စင်တာရှိမယ်နောက်တစ်ခုက cable car စီးလို့ရတဲ့နေရာရှိမယ်ပေါ့နော်ကျွန်တော်တော့ cable car စီးလို့ရတဲ့ဟာလေးကို try ခဲ့ပါတယ်ကျွန်တော်ကအမြင့်နည်းနည်းကြောက်တဲ့ထဲမှာပါတယ်ပေါ့နော်ဒီ cable car စီးဘူးတာကတော့ကြိုက်ထီယိုမှာတစ်ခါအခုဒီမှာတစ်ခါဒါဒုတိယအကြိမ်ပေါ့နည်းနည်းတော့ကြောက်နေပါတယ်ဒါပေမဲ့စီးလို့တော့တကယ်ကောင်းခဲ့ပါတယ်အောက်ရောက်ပြီးဆိုတော့ကျွန်တော်တို့အပေါ်မှာဓာတ်ပုံရိုက်ခဲ့တာမျိုးရှိတယ်ဆိုလို့ရှိရင်အောက်မှာ collection လုပ်လို့ရတယ်ပေါ့နော်သူကကင်မရာမန်နဲ့တေချာရိုက်ပေးတယ်အောက်ရောက်ထားတဲ့တခါတည်းကိုဓာတ်ပုံရွေးလိုက်ရုံပဲcable car စီးပြီးသွားတဲ့အခါမှာကျွန်တော်က Genting Hotel ဘက်ကိုသွားလဲခဲ့တယ်ပေါ့နော်အခုမြင်နေရတဲ့ view တွေဖုန်းနေတာလည်း hotel ကြီးပဲသူကတော့ Fast for Hotel ပါအခန်းကြီးအများကြီးရှိတယ်ပေါ့နော်အကြီးကြီးပဲ hotel ကြီးကလည်းရှာဒီဦးတူကတော့မြင်တဲ့အတိုင်းပဲပေါ့နော်နည်းနည်းအေးစိမ့်စိမ့်လေးပါဒီဘက်ကိုလာလဲမယ်ဆိုလို့ရှိရင်တော့အေးကြောက်တတ်တဲ့လူဆိုရင်အနှွေးတဲ့လေးဆောင်ခဲ့ဖို့ကျွန်တော်suggest လုပ်ပြရစီဗျကဲကျွန်တော်တောင်အောက်ကိုပြန်ဆင်းมาတော့မယ်တောင်အောက်ကိုပြန်ဆင်းတဲ့လမ်းမှာကျွန်တော်တို့ဒီ Shiny Temple ကိုဝင်ပြီးတော့လည်ခဲ့ပါတယ် က
ဒီဖယားเจ้าရဲ့အခုမြင်နေရတဲ့ view ပေါ့နော်အဲ့ဒါကျွန်တော်တို့မလေးရှားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူပါဒီဖယားเจ้าကြီးကလည်းလှပပြီးတော့ထင်ရှားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေတပ်ပုံတွေလည်းတေချာလေးရိုက်ခဲ့ကြပါတယ်ဒီဂျန်တီဟိုင်လန်ကိုနောက်တစ်ခေါက်သွားလဲမယ်ဆိုလို့ရှိရင်ဒီတရုတ်တမ်ပယ်ပေါ့နော် Chinese တမ်ပယ်ကိုမဖြစ်မနေဝင်လဲဖို့အတွက်ကျွန်တော်suggest လုပ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ် vlog မှာပြန်လည်တွေ့ကြပါမယ်